ဒီတစ်ခါမှာပြပြပေးခြင်းတဲ့အကြောင်းအရာလေးကတော့ကတွင်းချောက်ခြင်းနဲ့ပတ်သက်တဲ့ကျန်းမာရေးဘိုးတုတလေးတွေပဲဖြစ်ပါတယ်။တော်ဝန်တဲ့နှလုံးသွေးရဆိုရင်နှလုံးတုံရင်ခုန်မှုမောတာနှလုံးအားနေတာနှလုံးသွေးကြောကျဉ်းတာရေးအတွက်အစွမ်းထက်လာတဲ့နှလုံးဆေးကောင်းတစ်လက်ဖြစ်ပြီးတော့အာရင်ကုန်ကန်ကြီးနေတာအိတ်လို့မပြောတာသွေးအားနေတာအာယုံကြောအားနေတာအတွက်ပါအထူးအားကိုးရတဲ့ဆေးဆောင်တစ်လက်ဖြစ်ပါတယ်ရှင်။မူးမောရင်တုံကင်းဝေးအောင်တော်ဝင်တန့်ကိုအမြဲဆောင်ကတွင်းချောက်ခြင်းဟာတတွေးအထွက်နေခြင်းကြောင့်ဖြစ်ရတာပါဒါဟာယောဂတစ်ခုတော့မဟုတ်ပေမဲ့ကျန်းမာရေးအခြေအနေတစ်ခုခုရဲ့လက္ခဏာတစ်ရပ်ဖြစ်နိုင်တယ်လို့နှာပိတ်သက်သာစေအကြိုက်ခဲပြောက်စေစီးစေးနဲ့တခြားသောဆေးတွေရဲ့ဘေးထွက်ဆိုးကျိုးတွေလည်းဖြစ်နိုင်ပါတယ်ကတွင်းဟာသွားတွေမပြတ်စီအောင်နဲ့ပါးစပ်ထဲမှာရှိတဲ့နူးညံ့တဲ့တစ်ရှူတွေမာကြောတဲ့တစ်ရှူတွေစတာတွေကိုကျန်းမာနေစေဖို့ထိညှိပေးတဲ့ကတွင်းရဲ့အခြေခံတိုက်ဆက်လည်းဖြစ်ပါတယ်ကတွင်းဟာအစာတွေနဲ့တခြားသောအပိုင်းအစတွေကိုဖယ်ရှားရှင်းလင်းပေးပြီးပါးစပ်ထဲမှာရှိတဲ့ဘက်တီးရီးယားတွေကထုတ်လွှတ်လိုက်တဲ့ acid တွေကိုဓာတ်ပြဲစေပါတယ်။ဒါတွေမကသေးပါဘူး။ယောဂတွေကိုတိုက်ဖြတ်နိုင်တဲ့အရာတွေကိုလည်းပါးစပ်ထဲမှာထုတ်ပေးတဲ့အပြင်ယောဂဖြစ်စေနိုင်တဲ့ပိုးမွှားတွေဝင်ရောက်လာမှုနဲ့ကြီးထွားလာမှုတွေကိုရှေ့တန်းကကာကွယ်ပေးနေတာဖြစ်ပါတယ်။ကတွင်းချောက်တာနဲ့ဆက်ဆက်နေတဲ့အဖြစ်များတဲ့ပြဿနာတွေကတော့လဲချောင်းကြာရှည်နာလာတာပူလောင်နေသလိုခံစားရတာစကားပြောရဒုက္ခရောက်တာမျိုးချရခတ်တာအတန်ဝင်ခြင်းဒါမှမဟုတ်နှာခေါင်းလမ်းကြောင်းခြောက်သွေ့ခြင်းစတာတွေပါဝင်ပါတယ်တချို့အခြေအနေတွေမှာကတွင်းချောက်ခြင်းဟာရှိုးဂရင်းယောဂရဲ့လက္ခဏာတစ်ရပ်လည်းဖြစ်နိုင်ပါသေးတယ်။ကတွင်းချောက်ခြင်းရဲ့လက္ခဏာတွေကပါတွေလဲတကယ်လို့သင်ကသတွေးအထွက်နေတဲ့ဆိုရင်အချိန်တိုင်းဒါမှမဟုတ်အချိန်များစုမှာအခုပြပြမဲ့လက္ခဏာတွေကိုခံစားရမှာဖြစ်ပါတယ်။ပါးစပ်ထဲမှာခြောက်ကပ်နေတာရေမကြခဏစားတာပါးစပ်အတွင်းအနာဖြစ်တာလဲချောင်းခြောက်တာပါးစပ်ထဲမှာအထူးသဖြင့်ရှာမှာပူနေတာဒါမှမဟုတ်တဆစ်စစ်နေတဲ့ခံစားမှုမျိုးရနေတာရှာဟာခြောက်သွေ့နေရပြီးနာကျင်နေတာစကားပြောရမှာပြဿနာရှိတာဒါမှမဟုတ်အရသာခံရမှာဝါတဲ့နေရာမှာညှို့ချတဲ့နေရာမှာအဆင်မပြေဖြစ်တာပြီးတော့အတန်ဝင်ခြင်းနှာခေါင်းလဲချောင်းခြောက်ခြင်းနဲ့လဲချောင်းနာခြင်းကတွင်းနဲ့ဆိုးခြင်းဒီလက္ခဏာတွေပဲဖြစ်ပါတယ်အခုပြပြထားတဲ့လက္ခဏာတွေထဲမှာမပါဝင်တဲ့တခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်တကယ်လို့ကိုယ့်စီမှာယောဂတစ်ခုခုဖြစ်နေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင်တော့ဆရာဝန်နဲ့အမြန်ဆုံးဆွေးနွေးတိုင်ပင်သင့်ပါတယ်။တကယ်လို့သင်ကဂရင်းချောက်ခြင်းရဲ့သင်္ကေတနဲ့လက္ခဏာတွေကိုခံစားလာရတယ်ဆိုရင်တော့သွားဆရာဝန်ဒါမှမဟုတ်မိသားစုဆရာဝန်နဲ့သွားရောက်ပြသသင့်ပါတယ်။ဂရင်းချောက်ခြင်းဟာအဖြစ်များပြီးများသောအဖြစ်တော့ကာကွယ်လို့ရပါတယ်။ဘယ်လိုကာကွယ်ရမလဲဆိုရင်တော့တစ်ရက်ကိုရေ2လီတာတောက်ပါ။ဒါ250မီလီလီတာရှိတဲ့ဖန်ခွက်8ခွက်စာရေပမာဏပါပဲ။အိမ်မှာရေငွေ့ပိစက်ကိုသုံးပါအထူးသဖြင့်အိတ်ခမ်းထဲမှာပါ။ပါးစပ်နဲ့အသက်ရှူမဲ့အစားနှာခေါင်းနဲ့ရှူပါကတွင်းချောက်စေတဲ့ဆေးတွေမတောက်ပါနဲ့ကဖိန်းပါတဲ့တောက်စရာတွေဆေးရွက်ကြီးနဲ့အရက်စရာတွေကိုရှောင်ပါဒီအရာတွေဟာပါးစပ်ထဲမှာခြောက်သွေ့နေမှုကိုပိုတိုးလာစေပါတယ်ဒါကတော့ကတွင်းချောက်ခြင်းနဲ့ပတ်သက်တဲ့ကျန်းမာရေးဘိုးတုတတွေကိုပြပြပေးခဲ့တာဖြစ်ပါတယ်